ဒီတော့မပြည့်ကနန်းအလားတိုးမြန်ဝင်းမြူဖို့အတွက်ပထမဦးစွာလက်တွေ့ဆောင်ရွက်မဲ့အသင့်လျော်ဆုံးနေရာကိုကနန်းမွေးမြူမဲ့ဒေသခံများကိုယ်တိုင်စတင်ရွေးချယ်ရပါတယ်။အဲဒီနောက်ဒေသခံများနဲ့အတူကနန်းကန်ပြုလုပ်မဲ့နေရာကိုတောဝဲအခြေချေမြေအမျိုးအစားမြေချင်းငံကိန်းဒီအတက်ကြပုံမှန်ရှိမှုရေရဲ့အပူချိန်စတဲ့အချက်လက်တွေကိုလက်တွေ့ပြင်ဆင်ဖေးဖြတ်ရွေးချယ်ကြရပါတယ်။ရွေးချယ်တည်ပြုထားတဲ့အသင့်လျော်ဆုံးနေရာမှာကနန်းကန်ရဲ့လမ်းဦးကြောင်းနေရာကိုပနေရိုက်မှတ်ပြီးခြုံတွေမှိုက်တွေကိုရှင်းလင်းပြရပါတယ်။အဲဒီနောက်မှာတော့ရေးပေအခြေတပေခွဲအနဲ့ပတ်မြောင်းပြုပေးရပါတယ်။ပတ်မြောင်းတွေကရေတွေကို3ပေအမြင့်အပေါ်ဘက်မှာ2ပေအခြေကံပေါင်းဖော်ပေးရပါတယ်။အဲဒီနောက်မှာတော့ကံပေါင်းပေါ်မှာတိုင်တွေကိုကံတွင်းဘက်ကို45ဒီဂရီထောင်ဆိုင်ထားပြီး3ပေအမြင့်ရှိတဲ့ပလတ်စတစ်ပိုက်စင်းကိုကနန်းကောင်များလွတ်ထွက်မသွားစေရန်ကာယံပေးရပါတယ်။ပြီးပြီဆိုရင်40 ဂရမ်ကနေ80 ဂရမ်အလေးချိန်ရှိတဲ့ဒေတာအခေါ်ဂျွန်ဆိုင်ကနန်းကောင်လေးများကိုပတ်မြောင်းအတွင်းထည့်၍ဝင်းမြူရပါတယ်။ဒီဝင်ထွက်မှန်ပြီးကနန်းစာစနစ်တကျပုံမှန်ကျူနေမယ်ဆိုလို့ရှိရင်တစ်လခွဲကနေ2လအတွင်းရောင်းနှန်းဝင်ရွက်စားရှိတဲ့ကနန်းများကိုထုတ်ယူရောင်းချနိုင်မှာဖြစ်ပါတယ်။ဒီလိုဆောင်ရွက်တာကို Mangrove Friendly Aquaculture စနစ်လို့လည်းခေါ်ပါတယ်။ဒီစနစ်ကဒီတော့ကိုမပြည့်စည်စေပဲဒေသခံတွေရဲ့အသက်မွေးဝမ်းကြောင်းအတွက်ကြားပြတ်ဝင်ပြီးရရှိအောင်ဆောင်ရွက်ထားတာပဲဖြစ်ပါတယ်။အခုလိုကနန်းမွေးမြူခြင်းကိုတတ်မှတ်စည်းမျဉ်းများအတိုင်းစနစ်တကျလိုက်နာကြမယ်ဆိုရင်ကနန်းရောင်းချခြင်းကနေဝင်ငွေများရရှိနိုင်တယ်လို့ပလတ်စတစ်ပိုက်စိမ်းတားထားတဲ့အတွက်ကြောင့်အပေါ်ကနေကျလာတဲ့ဒီရေတော်မျိုးစစ်များဟာအပြင်ဘက်ကိုမရောက်ရှိတော့ပဲကံအတွင်းတစ်လျှောက်ဒီရေတော်အပင်ငယ်များသဘာဝလျောက်မျိုးဆက်ပြီးတော့ကောင်းမွန်စွာရှင်သန်ပေါက်ရောက်ခြင်းဖြင့်ဒီရေတော်တွေကိုပို့ပြီးတော့တိုးမြင့်နိုင်မှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်